္ဂလာပါပြည်သူ့အသံသတင်းဌာနရဲ့2026ခုနှစ်မတ်လ23ရက်နေ့သတင်းတွေကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကြောက်ဖြူမြို့နယ်ကြောက်တော့ရဘုံကြီးကျောင်းကိုမတ်လ20ရက်နေ့နေ့လယ်ပိုင်းကစကစကဒုံးနှစ်စီးနဲ့ဘုံကျဲခဲ့လို့ကျောင်းဆောင်ခေါင်မိုးအချို့ပြိုကျပျက်စီးသွားတယ်လို့ဒေသခံတွေကပြောပါတယ်။ပြီးခဲ့တဲ့မတ်လ18ရက်နေ့ကလည်းကြောက်ဖြူမြို့နယ်ဒိုးတောင်ရွာကိုစကစကဒရုန်းအပြင်လေကြောင်းကနေလက်နက်ကြီးနဲ့ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့်စစ်ဘေးရှောင်ပြည်သူတယောက်သေဆုံးပြီးလူနေအိမ်၃လုံးထက်မနည်းပြိုကျပျက်စီးသွားခဲ့ပါသေးတယ်။အေရဝတီတိုင်းပသိမ်ခရိုင်ငွေဆောင်မြို့စေမကျွော်အုပ်စုတွေကိုရောက်နေတဲ့စစ်ဘေးရှောင်တွေအပါအဝင်စစ်ဘေးရှောင်တွေကိုစစ်ကောင်စီခန့်အုပ်ချုပ်ရေးမှုတွေကမတ်လကိုနောက်ဆုံးထားပြီးနေရက်ပြန်လွတ်နေတယ်လို့စစ်ရှောင်အရေးကူညီပေးနေသူတွေကသိရပါတယ်။ငွေဆောင်မြို့ကိုရောက်နေတဲ့စစ်ဘေးရှောင်တွေဟာစစ်ကောင်စီတပ်နဲ့တော်လှန်ရေးပူးပေါင်းတပ်တွေတိုက်ပွဲဖြစ်တာကြောင့်ရောက်ရှိနေတာဖြစ်ပြီးကလေးငယ်တွေတက်ကြီးရွယ်အိုတွေမတန်ဆွမ်းတွေကိုယ်ဆောင်မိခင်တွေလည်းပါဝင်ပြီးစစ်ဘေးရှောင်နေရတာအချိန်အားဖြင့်တစ်နှစ်နီးပါးရှိနေပြီလို့သိရပါတယ်။ငွေဆောင်မြို့ကိုရောက်နေတဲ့စစ်ဘေးရှောင်တွေဟာရှေးတောင်မြို့နယ်တွေကမကြီးစင်ဘောမိစတဲ့ကြေးအုပ်စုတွေကစစ်ဘေးရှောင်တွေနဲ့ရခိုင်ပြည်နယ်ဝမ်းမြို့နယ်တွေကနေလာတဲ့စစ်ဘေးရှောင်တွေဖြစ်ပြီးလူဦးရေထောင်ချီရှိနေတယ်လို့သိရပါတယ်။ပြန်လွတ်ခံရတဲ့စစ်ဘေးရှောင်တွေဒေသတွေမှာလက်တလောအနေနဲ့စစ်ကောင်စီတပ်နဲ့အာရက္ခတပ်တော်တို့ကြားမကြာခဏတိုက်ပွဲဖြစ်နေတယ်လို့ဒေသခံတွေစီကသိရပါတယ်။ပြည်သူ့အသံသတင်းဌာနကိုကြည့်ရှုအားပေးကြတဲ့မြန်မာပြည်သူပြည်သားအားလုံးဘေးပရာဝေးကွာပြီးကိုယ်စိတ်နှပြကျန်းမာချမ်းသာကြပါစေခင်ဗျာ။